31ရက်3လ2026အင်္ဂါနေ့နေကုန်တော့လုံးဝပတ်တိနဲ့မေယောတေကွက်မျှဝေတင်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့ဒီတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးဘက်ကနေပြီးတော့ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုအစကနေအဆုံးထိတည်တည်ချာချာလေးပြီးဆုံးနိုင်အောင်ကြည့်ပေးပါဟုတ်ကဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒူလီဦးအောင် official ကျွန်တော်ရဲ့ဒူလီလက်ကြီးအောင် official ကျွန်တော်ရဲ့ဒူလီရွှေလက်ကြီး official YouTube channel ကနေပြီးတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာchannel ကို subscribe မနေရသေးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးက channel ကို subscribe နေခဲ့ပြီပါ channel ကို subscribe နေပြီးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးက notification ခေါင်းလုံးလေးကိုဖွင့်ထားဖို့မမေ့ကြပါနဲ့ဗျเนาะဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးကိုဘာဖြစ်လို့ notification ခေါင်းလုံးလေးကိုဖွင့်ထားလဲဆိုတော့ကျွန်တော်ဒူလီနဲ့ပတ်သက်ပြီးတင်ပြဗီဒီယိုအသစ်တွေကိုကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးဘက်ကနေပြီးတော့အမြင်မြင်အောင်အမြင်တွေ့ရအောင် notification ခေါင်းလုံးလေးကိုဖွင့်ထားမှသာလျှင်ကျွန်တော်ဒူလီနဲ့ပတ်သက်ပြီးတင်ပြဗီဒီယိုအသစ်တွေကိုကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးဘက်ကနေပြီးတော့အမြင်မြင်ရမှာအမြင်တွေ့ရမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးဘက်ကနေပြီးတော့ notification ခေါင်းလုံးလေးကိုဖွင့်ထားဖို့မမေ့ကြပါနဲ့ဗျเนาะကျွန်တော်ရဲ့အခုဒီဗီဒီယိုကို like လက်မလေးတွေမနှိပ်ပေးရသေးတယ်ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးက like လက်မလေးတွေတယောက်တစ်ချက်စီဝိုင်းဝန်းပြီးတော့နှိပ်ကြပေးပါကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုမ share ရသေးတယ်ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးက share လို့ရတဲ့နေရာမျိုးလေးတွေမှာ share ပြီးမှကြည့်ပေးပါကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုမမျှဝေရသေးတယ်ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးကမျှဝေလို့ရတဲ့နေရာမျိုးလေးတွေမှာမျှဝေပြီးတော့မှကြည့်ပေးပါကျွန်တော်ရဲ့အခုဒီဗီဒီယိုရဲ့ comment မှာကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးဘက်ကနေပြီးတော့မင်္ဂလာပါဘုံဘို့ okay တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးပဲဒါဝိုင်းဝန်းပြီးတော့မန်းငယ်ပေးပါเนาะကဲကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးပဲเนาะကျွန်တော်တို့30ရက်3လ2026เนาะတလဲလာနေကုန်မှာတစ်ချိန်ကျွန်တော်ရဲ့ဒါနေတိုင်းချင်းမိတ်ဆွေအကူဒီမားတွေအားလုံးကတော့เนาะဒါအစာကောင်းပြီးအနှောင်းသေးကြဝင်လို့ရတယ်เนาะအဲ့ဒီတော့ဒါကျွန်တော်ရဲ့ဇာတုံးတွေချင်းမိတ်ဆွေအကူဒီမားတွေအားလုံးကကိုလုံးဆရာရှိတာကိုရေတင်းနေလို့ပဲကျွန်တော်ဒီကနေပြီးတော့ပြောချင်ပါတယ်เนาะအဲ့ဒီတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုကျွန်တော်ဘက်ကနေပြီးတော့အမြဲတမ်းအကောင်းဆုံးကြိုးစားဒါအမြဲတမ်းပြင်ဆင်ပေးလျက်ရှိပါတယ်เนาะဒါကတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားအားလုံးကိုကျွန်တော်တို့အထွေထူးပြောနေကြမလို့တော့ဘူးเนาะကဲအဲ့ဒီတော့ကျွန်တော်တို့เนาะစကားတွေအများကြီးပြောနေတော့ဘူးเนาะကျွန်တော်ချင်းမိတ်ဆွေကိုဒီမားအားလုံးပဲเนาะတော့ဒါစကားတွေအများကြီးပြောလို့ရှိရင်ဗီဒီယိုကเนาะရှည်ဝါးမှာဖြစ်တဲ့အတွက်ဗီဒီယိုရှည်ဝါးလို့ရှိရင် line ရမကောင်းတဲ့အတွက်เนาะကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲကြည့်ရရှိရတဲ့အခါမှာကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးဘက်ကနေပြီးတာအမြဲတမ်းဒါနောက်ကြမှာဒါကြည့်ရတော့မျိုးလေးရှိတယ်เนาะဒါဒီလိုအခက်အခဲတွေမရှိအောင်ကျွန်တော်ဘက်ကနေပြီးတော့เนาะဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel နဲ့เนาะမိတ်ဆက်ပေးကြပါတယ်ကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာဆိုရင်ကျွန်တော်တူလီနဲ့ပတ်သက်ပြီးเนาะမျှဝေတင်ပေးရမှာလေကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့เนาะကျွန်တော်ရဲ့ဒါအခု YouTube channel ကနေပြီးတော့ကြည့်ရှုနေရတယ်လို့ပဲเนาะဒါကျွန်တော်ရဲ့ဒါ YouTube channel ကနေကြည့်ရှုနေတာမှာเนาะအချိန်အားဖြင့်9မိနစ်သို့မဟုတ်10မိနစ်လောက်ဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးဘက်ကအချိန်ပေးရသေးတယ်เนาะဒါကျွန်တော် Telegram channel နဲ့ Viber channel မှာဆိုရင်ကျွန်တော်ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့ဒါအချိန်အားဖြင့်10မိနစ်သို့မဟုတ်2မိနစ်လောက်ပဲကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့အချိန်ပေးပြီးကြည့်ရှုရတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကိုဒါ join ထားစီနေပါတယ်เนาะကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကိုဘယ်လိုပုံစံမျိုးနဲ့ join ရမလဲဆိုတော့ကျွန်တော်ပြောပေးမယ်ကျွန်တော်ရဲ့အခုဒီဗီဒီယိုရဲ့ comment အပေါ်ဆုံးမှာကျွန်တော်ရဲ့ Telegram channel လေးနဲ့ကျွန်တော်ရဲ့ Viber channel လေးကိုပိတ်ထောက်ပေးထားပါမယ် Telegram သုံးနဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးက Telegram channel ကို join တာပါ Viber သုံးနဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးက Viber channel ကို join တာပါเนาะကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုပြောချင်ပါတယ်เนาะကဲအဲ့ဒီတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးတော့လာပြီเนาะ31ရက်3လ2026အင်္ဂါနေ့နေကုန်တော့လုံးဝပတိနဲ့မရောတေကွက်ပြောပေးပါမယ်နှစ်လုံးမိုင်ပတိနဲ့ခွန်လုံးမိုင်ပတိဖြစ်ပါတယ်နှစ်နဲ့ပတ်သက်တဲ့မရောတေကွက်ပြောပေးပါမယ်နှစ်3နှစ်6နှစ်9ခွန်နဲ့ပတ်သက်တဲ့မရောတေကွက်ပြောပေးပါမယ်ခွန်3ခွန်6ခွန်9เนาะအဲ့ဒါက31ရက်3လ2026အင်္ဂါနေ့နေကုန်တော့လုံးဝပတိနဲ့မေရော့တက်ကွက်ဖြစ်ပါတယ်เนาะအဲ့ဒီတော့ကျွန်တော်ရဲ့အခုဒီဗီဒီယိုအစားကနေအဆုံးထိတည်ရှယ်ရလေးပြီးဆုံးတဲ့အောင်ကြည့်ပြီးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမှာအောင်လို့ရောက်ချင်းတိုင်းပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစီးပွားရေးလူမှုရေးကျမ်းမာရေးเนาะစသဖြင့်အားလုံးပဲအဆင်ပြေကြပါစေလို့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမှာအောင်လို့ကိုဒါ
ကျွန်တော်ကနေပြီးတော့ဆူတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမကြီးအားလုံးပဲဘာမှမပါ